တင်ကောင်းထဲမှာအရန်ကောင်းတဲ့ idea တစ်ခုရှိနေတယ်။ဒါပေမဲ့ငါလှုပ်လိုက်လို့မှားသွားရင်ဘယ်လိုလုပ်မလဲ။လူတွေကငါ့ကိုလှောင်ကြမလားဆိုတဲ့အတွေးတွေကြောင့်မစတင်ခင်ကတည်းကလက်လျှော့လိုက်ရတဲ့အချိန်တွေဘယ်နှခါလောက်ရှိခဲ့ပူးပြီလဲ။တကယ်တော့တင့်ကိုနောက်ဆွဲနေတာဟာတင့်ရဲ့အရေးချင်းမဟုတ်ပါဘူး။ကြာရှုံးမှုကိုကြောက်ရွံ့နေတဲ့တင့်ရဲ့စိတ်ပါပဲ။ကျွန်တော်တို့လူဖွဲ့စည်းကကြာရှုံးမှုဆိုတာကိုအစိုးမြင်စရာအရာတစ်ခုအနေနဲ့သင်ပေးခဲ့ကြတယ်။ကျောင်းမှာအမှတ်နဲ့ရင်စုခံရတယ်။အလုံးမှာအမားလုံးမရင်အပြစ်တင်ခံရတယ်။ဒါကြောင့်ကျွန်တော်တို့ဟာဘာအစ်စ်ကိုမှမစမ်းသိရဲတော့ပဲကိုကျွမ်းကျင်တဲ့ဘေးကင်းတဲ့ comfort zone ဆိုတဲ့တန်လှောင်အိမ်လေးထဲမှာပဲတစ်သက်လုံးပိတ်လှောင်နေထိုင်သွားကြတော့တယ်။ဒါဟာတကယ်တော့အသက်ရှင်လျက်နဲ့တည်ဆုံးနေတာပါ။ဒါပေမဲ့တမိုင်းကိုပြောင်းလဲခဲ့တဲ့အောင်မြင်သူတွေရဲ့လှုပ်ဝက်ချက်ကိုသင်သိပါသလား။ Thomas Edison ဟာမီးသီးကိုတီထွင်ဖို့အကြိမ်1000တိတိကြာရှုံးခဲ့ပါတယ်။ Michael Jordan ဟာသူ့ဘဝမှာဂိုးသွင်းချော်ခဲ့တဲ့အကြိမ်ပေါင်း9000ကျော်ရှိခဲ့ပါတယ်။သူတို့ကကြာရှုံးမှုကိုအောင်မြင်မှုရဲ့စန့်ကျင်ဘက်လို့မမြင်ကြပါဘူး။ကြာရှုံးမှုဆိုတာအောင်မြင်မှုစီကိုတွားတဲ့လမ်းပေါ်ကမရှိမဖြစ်ဖြတ်တန်းရမယ့်လေကဒစ်တွေလို့သတ်မှတ်ခဲ့ကြတာပါ။ဒီတော့ကြာရှုံးမှုကိုကြောက်တဲ့စိတ်ကိုဘယ်လိုဖျောက်ဖျက်ကြမလဲ။လက်တွေ့ကြတဲ့နည်းလမ်း3ခုရှိပါတယ်။ပထမအချက်ကအဆိုးဆုံးဘာဖြစ်နိုင်လဲလို့ကိုယ့်ကိုယ်ပြန်မေးပါ။တင်စီးပွားရေးတစ်ခုစလုပ်မယ်ဒါမှမဟုတ် content တစ်ခုဖန်တီးမယ်ဆိုပါစို့။ကြာရှုံးသွားရင်အဆိုးဆုံးဘာဖြစ်သွားနိုင်လဲ။တည်သွားနိုင်လားမတည်နိုင်ပါဘူး။တင်းရဲ့မာနလေးနည်းနည်းထိခိုက်သွားတာကလွယ်ရင်ဘာမှကြီးကြီးမားမားဆုံးရှုံးသွားစရာမရှိပါဘူး။အဆိုးဆုံးခြေအနေကိုလက်ခံနိုင်ပြီဆိုရင်တင့်မှာကြောက်စရာမရှိတော့ပါဘူး။ဒုတိယအချက်ကကြာရှုံးမှုရဲ့အဓိပ္ပာယ်ကိုပြင်ဆင်ပါ။ fail ဖြစ်တယ်ဆိုတာလမ်းဆုံးသွားတာမဟုတ်ပါဘူး။ဒီနည်းလမ်းကအလုံးမဖြစ်ဘူးနောက်တနည်းပြောင်းဆန်းကြည့်ပါလို့ဘဝကတင့်ကိုအခမဲ့သင်ခန်းစာပေးလိုက်တာပါ။အမှားလုံးမိတိုင်းငါဘာသင်ခန်းစာရလိုက်လဲဆိုတာကိုပဲအမြဲရှာဖွေပါ။တတိယအချက်ကကြောက်စိတ်ကိုလှုပ်ရက်နဲ့ကုသပါ။တွေးနေသေးတော့ကြောက်နေမှာပါပဲ။ရေမကူးတတ်တဲ့သူကကုန်းပေါ်ကနေကြည့်နေရင်ရေနှစ်မှာကိုကြောက်နေမှာပါ။ဒါပေမဲ့ရေထဲကိုတကယ်ဆင်းလိုက်တဲ့အခါကြောက်စိတ်တွေပျောက်ပြီးဘယ်လိုကူးရမလဲဆိုတာကိုပဲအာရုံရောက်သွားပါတယ်။ဒါကြောင့်မနှက်ဖြန်မှလုံမယ်ဆိုပြီးအချိန်ဆွဲမနေပဲအခုချက်ချင်းတင်းငယ်တဲ့ခြေလမ်းတစ်ခုကိုရဲရဲဝံ့ဝံ့စတင်လိုက်ပါ။ဘဝမှာအကြီးမားဆုံးသောကြာရှုံးမှုဆိုတာအမှားလုံးမိတာမဟုတ်ပါဘူး။ကြောက်စိတ်ကြောင့်ဘာတစ်ခုကိုမှအစတောင်မပြုတ်လုပ်ခဲ့ပဲအချိန်တွေကုန်ဆုံးသွားမှငါအဲ့ဒီတုန်းကလှုပ်ခဲ့တင်တာဆိုပြီးနောင်တရနေတာကမှတကယ်အကြီးမားဆုံးကြာရှုံးမှုကြီးပါ။တင်လဲကျသွားတဲ့ဖုံခါပြီးပြန်ထနိုင်တဲ့တတိရှိနေသူရဲ့တင်ပေတော့မှမရှုံးပါဘူး။တင်ရဲ့ကြောက်စိတ်တွေကိုအခုပဲချိုးဖျက်ပြီးတင်ရဲ့အိမ်မက်တွေစီကိုရဲရဲဝံ့ဝံ့ရှောက်လန်းလိုက်ပါ။ဒီနေ့ကစပြီးကြောက်စိတ်တွေကိုအနိုင်ယူမဲလို့ဆုံးဖြတ်ထားရင်ကွန်မန့်မှာရေးခဲ့ပြပါအောင်နော်။တင်လိုပဲခွန်အားတွေလိုအပ်နေတဲ့တငယ်ချင်းတွေကိုလည်းဒီဗီဒီယိုလေးမျှဝေပေးလိုက်ပါအောင်နော်။အပတ်စဉ်ခွန်အားဖြစ်စေမယ့်ဗီဒီယိုတွေအတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားနိုင်ပါတယ်